လေရင်ထွက်ခွာခါနီးမှာနောက်ကမြေပြင်ကအရှိန်နဲ့ပြိုကျလာတယ်။နောက်ကျသွားပြီးသူလီဘာကုန်နေလိုက်ပေမဲ့အရှိန်မရတာကြောင့်လေရင်ကအောက်ဘက်ကိုထိုးကျသွားတယ်။လေရင်ကိုသူအသေးအတန်ပြန်ဆွဲတင်လိုက်တယ်။မြို့ကြီးတစ်မြို့လုံးပြိုကျပျက်စီးကုန်တယ်။ကယ်လီဖိုးနီးယားတစ်ခုလုံးသူတို့မျက်စိရှိမှတင်ပျောက်ကွယ်သွားတယ်။လေရင်ပေါ်ကနေတောင်လူတွေရဲ့တနာစရာကောင်းတဲ့အော်ဟစ်ငိုယိုတန်တွေကိုကြားနေရတယ်။ဒီအချိန်ဟာနေရခန်းတစ်ခုလိုပါပဲ။စိတ်ငြိမ်သွားပြီးနောက်ကဘာပြက်မဲ့တဲ့ရင်ကိုသူပြောပြလိုက်တယ်။အခုတော့ချာလီကိုအမြန်ဆုံးရှာရမယ်။ဘာလို့လဲဆိုတော့တင်မောကြီးတွေစောင့်မဲ့နေရာပြမြေကုန်သူ့စီမှာရှိနေလို့ပါ။ကယ်လီဖိုးနီးယားတစ်ခုလုံးရေအောက်ရောက်သွားတာကိုကြည့်ပြီးအားလုံးကြောက်လန့်နေကြတယ်။ပြီးတော့ရဲလိုစတုံဥယျာဉ်နားမှာလေရင်ဆင်းလိုက်တယ်။ချာလီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကနေတဆင့်သူ့ကိုတောင်ထိပ်တစ်ခုပေါ်မှာရှာတွေ့သွားတယ်။ဒါပေမဲ့စကားပြောနေတော့မှပဲနှစ်ပေါင်း6သိန်းလောက်ငြိမ်သက်နေတဲ့မီးတောင်ကြီးရုတ်တရက်ပေါက်ကွဲလာတယ်။ပြင်းထန်တဲ့ငလင်တန်းနဲ့ကောင်းကင်ပြည့်မီးလုံးကြီးတွေကစစ်မှန်တဲ့ပျက်စီးခြင်းဆိုတာဘာလဲဆိုတာကိုကြည့်ရှုသူတွေကိုပြသလိုက်တယ်။ဒီလိုဘေးအန္တရာယ်မျိုးရှိမှလူသားတွေကတင်းငယ်ပြီးကူကယ်ရမဲ့နေပုံမှာပဲ။ကျွမ်းကျင်တဲ့ကားမောင်းစွမ်းရည်နဲ့အတူသူလေရင်စီကိုဘေးကင်းကင်းပြန်ရောက်လာတယ်။သမီးကိုမိမလက်ထဲအပ်ပြီးကားစီမြန်ပြန်ပြေးကမြေပုံကိုရှာတွေ့သွားတယ်။ဒါပေမဲ့ရုတ်တရက်မြေပြင်ကစတင်ပြိုကျလာတယ်။ဒါကိုမြင်တော့အပေါင်းအသင်းတွေကတွေးဝေမနေရဲ့လေရင်မောင်းထွက်သွားကြတယ်။ကံကောင်းစွာနဲ့ပဲသူတစ်ကွက်ပြလိုက်တယ်။သူ့အပေါ်ကိုတဖြည်းဖြည်းတက်လာတယ်။ဇနီးတီရဲ့အကူအညီနဲ့လေရင်ပေါ်အောင်မြင်စွာရောက်ရှိလာတယ်။တီလေးလိုဖြစ်သွားပေမဲ့လေရင်ပြန်တက်သွားနိုင်ခဲ့တယ်။စိတ်ငြိမ်သွားတော့မြေပုံကိုဖွင့်ကြည့်လိုက်တယ်။အဲ့ဒီမှာတရုတ်နိုင်ငံလို့အထင်ရှားရေးထားပေမဲ့ဒီလေရင်သေးလေးနဲ့ကတော့အဲ့ဒီလောက်ဝေးကြီးကိုမပြန်နိုင်ပါဘူး။သူတို့လေရင်ကြီးစားတစ်ခုရှာမှဖြစ်မယ်။ Las Vegas ကိုရောက်တဲ့အခါမြင်ကွင်းကအတော်လေးဆိုးရွားနေပြီ။တစ်ချိန်တည်းမှာပဲအိမ်ဖြူတော်ကစတင်ရွှေ့ပြောင်းပေမဲ့တမလာကတော့လူတိုင်းနဲ့အတူဘေးအန္တရာယ်ကိုရင်ဆိုင်ဖို့နေရခဲ့တယ်။ဒါပေမဲ့စကားပြောလို့မဆုံးခင်မှာပဲလိုင်းပြတ်တောက်သွားတယ်။တစ်ချိန်တည်းမှာပဲတိဘက်ကဖုန်ကြီးတွေလည်းတစ်ခုခုမှရင်းနေမှန်းသတိထားမိလိုက်ကြတယ်။ပင်လယ်ရေတွေကအဝက်ရက်တောင်ကြီးကိုဝါးမြုံနေပါတယ်